ကဲအားလုံးပဲမင်္ဂလာပါညီကိုတို့ကျွန်တော်ဒီ Sobes event ကနေပြီးတော့ဒီကျွန်တော်ဒီ Sobes skin တစ်ကောင်ကိုဈေးသက်သာဆုံးနဲ့ diamond နေဆုံးနဲ့ဘယ်လိုမျိုးယူသွားမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ Sobes event ကနေဆိုလို့ရှိရင် free token phase 2နှစ်ခုအနေနဲ့လာ phase နှစ်ခုအနေနဲ့လာမယ် phase 1က January 16နေပြီးတော့ January 20မှာလာပြီးတော့ phase 2က January 23ကနေပြီးတော့ January 29မှာလာမှာပဲဖြစ်ပါတယ်ဒီ phase တစ်ခုကိုfree token က29ခုရမယ်နှစ်ခုဆိုတော့58ခုရမယ်ပြီး recharge gate အနေနဲ့နောက်ထပ်2ခုထပ်ရမယ်ဆိုတော့စုစုပေါင်း60ရမယ်free token 60ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ team gathering ဆိုတဲ့နေရာနေပြီးတော့ဒီမှာ Sobes event လှည့်တဲ့ဟာတစ်ခုထပ်ရမယ်အဲ့တော့စုစုပေါင်း60နဲ့တစ်ခုရမှာပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာနေ့စဉ်50% short ဈေးနဲ့ diamond 25လုံးနဲ့တစ်ချိန်စီကိုတနေ့ကိုတစ်ခါလှည့်လို့ရမယ်အဲ့လိုမျိုးနီးလန်းနဲ့ကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ် token တွေကဘယ်လိုမျိုးလုပ်ရင်ရမလဲဆိုလို့ရှိရင်သူရဲ့လောက်ရမယ့် test တွေကျွန်တော်ပြောပေးသွားမယ် login ဝင်လို့ရှိရင်တစ်ခုရမယ်စိန်ဖြစ်မယ်ဘလောက်ဖြစ်ပမာဏဖြစ် token နှစ်ခုရမယ်စိန်50ဖြစ်ရင်နှစ်ခုရမယ်စိန်100ဖြစ်ရင်10ခုရမယ်စိန်250ဖြစ်ရင်10ခုရမယ်စိန်100သုံးမယ်ဆိုရင်4ခုရမယ်စိန်250သုံးမယ်ဆိုရင်4ခုရမယ်တော့စုစုပေါင်း29ခုရမယ် face က2ခုလာမှာဆိုတဲ့အတွက်စုစုပေါင်း58ခု free token ရမှာပဲဖြစ်ပါတယ် okay ဒီကအပိုင်းကိုရောက်လာပြီဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီအနည်းဆုံး diamond အနည်းဆုံးဈေးသက်သာဆုံးနီးနဲ့ဘယ်လိုယူရမလဲဆိုတော့ကျွန်တော်အခုကနေစပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်9ရက်နေ့မှာ weekly pass 3ချိန်ဖြည့်မယ်အဲ့ဒီမှာ free token 2ခုရမယ်အဲ့တော့ပြီးလို့ရှိရင် weekly pass 3ချိန်ဖြည့်လိုက်တဲ့အတွက် diamond legend ကိုထဲမှာ260ရှိမယ်เนาะအဲ့ဒီ free token 2ခုနဲ့လှည့်လိုက်ရင် draw 2ခုရပြီပြီးတော့ discount daily draw ဆိုတော့ကျွန်တော်ပြောသွားတဲ့ဒီတရက်ကိုတစ်ခါ50% short စီနဲ့ diamond 25လုံးနဲ့တရက်တစ်ချိန်လှည့်လို့ရတယ်။အဲ့တော့အဲ့ဒီ diamond 25လုံးနဲ့တစ်ခါလှည့်မယ်9ရက်နေ့မှာအဲ့တော့ချိန်လဲကြံ235လုံးကြံမယ်အဲ့တော့စုစုပေါင်း draw က3ခုဖြစ်သွားပြီ။10ရက်နေ့ကနေပြီးတော့15ရက်နေ့ထိကိုဒီစိန်25လုံး short စီနဲ့ဒီလှည့်မယ်စိန်6ချိန်လှည့်မယ်6ချိန်လှည့်မယ်ဆိုတော့စိန်150ဟောစိန်လဲကြံဘယ်လောက်ကြံမလဲဆိုတော့စိန်လဲကြံက205လုံးကြံမယ်နော်205လုံးကြံမယ်တော့စုစုပေါင်း draw က9ခုဖြစ်သွားပြီ okay ဒီ16ရက်နေ့ကျရင်ကျွန်တော်တို့ကဒီ free token event ကလာပြီအဲ့တော့အဲ့ဒီချိန်မှာတစ်ခါပြီးတော့ weekly pass 3ချိန်ဖြစ်မယ်နော် weekly pass 3ချိန်ဖြစ်မယ်ပြီးလို့ရှိရင်အဲ့3ချိန်ဖြစ်ပြီးလို့ရှိရင် discount daily draw 25 diamond 25လုံးပြီး5ချိန်လှည့်တဲ့250စုစုပေါင်း295လုံး6ချိန်လှည့်မယ်နော်6ချိန်လှည့်မယ်အဲ့တော့weekly pass 3ချိန်ဖြည့်တဲ့ဟာရဲ့ရှေ့ရစိန်လက်ကျန်လဲဆိုစုစုပေါင်းစိန်လက်ကျန်190ကျန်မယ် total draw က15ခုဖြစ်သွားပြီစောစောပြောတဲ့ tin gathering ကနေပြီးတော့ token တစ်ခုရတယ်အဲ့ဒီကနေလှည့်ရင်နောက်ထပ်တစ်ခုဆိုတော့စုစုပေါင်း draw က16ခုဖြစ်သွားပြီအဲ့တော့အဲ့ဒီမှာအကုန်လုံးသုံးပြီးသွားပြီဗျာစိန်ဖြည့်တာတွေရောစိန်100 250သုံးပြီးအကုန်လုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ free token က29ခုရသွားပြီအဲ့29ခုလှည့်မယ်ဆိုလို့ရှိရင်စုစုပေါင်း draw က45ခုဖြစ်သွားပြီအဲ့တော့ဂျားရက်ဒီ event နောက်ထပ် event လာခင်ဂျားရက်ထဲမှာစက်ခွန်ကနေပြီးတော့စက်ခွန်22တော့ရေးရမှာပါစက်ခွန်ကနေ12ဖြစ်သွားတယ်စက်ခွန်ကနေပြီးတော့22ရက်နေ့ထိစက်ခွန်ကနေပြီးတော့22ရက်နေ့ထိကိုစောစောလိုမျိုး discount daily draw 25 diamond 25လုံးနဲ့6ရက်6ချိန်လှည့်မယ်150စီလက်ချက်160ရှိမယ်အမ6ချိန်နဲ့ပေါင်းလိုက်တော့ဒီစုစုပေါင်း draw က50နဲ့တခုရှိသွားပြီအော်23ရက်နေ့ကျရင်ကျတော့ email ပြန်လာပြီเนาะ weekly pass 3ချိန်ဖြည့်မယ် discount daily draw 25လုံးရဲ့5ချိန် draw 250ရဲ့285နဲ့6ချိန်လှည့်မယ်အဲ့တော့စိန်လဲကျန်145လုံးကျန်တယ်စုစုပေါင်း draw ကဘယ်လောက်ရှိသွားလဲဆိုတော့59ချိန်ရှိသွားပြီအဲ့တော့အကုန်လုံးသုံးပြရပြီဗျာစိန်ဖြည့်တာတွေကော diamond 3တာရောသုံးပြီးသားတော့ free token 29ခုရမယ်29ခုထပ်လိုက်တော့စုစုပေါင်း draw က86ခု6ချိန်ဖြစ်သွားပြီအဲ့တော့24တော့ face နှစ်ခုလုံးပြီးသွားပြီအဲ့တော့24ကနေပြီးတော့8ထိသူက event ရှိသေးတယ်ဗျာဟောပါလေလှည့်မဲ့နေရအချိန်ရှိသေးတယ်တော့24ကနေပြီး8ထိကို discount daily တော့25 diamond 25လုံးနဲ့နော် diamond 25လုံးနဲ့16ရက်16ချိန်လှည့်တယ်အဲ့တော့ကိုမှကျွန်တော်တို့မှာစိန်လက်ကျန်65လုံးပဲကျန်တယ်အဲ့တော့ draw က100နဲ့2ချိန်ရှိသွားပြီ draw 100နဲ့2ချိန်ရှိသွားပြီအဲ့တော့အဲ့ဒီ8ရက်နေ့ပေါ့နောက်ဆုံးရက်က February 8ရက်နေ့ပေါ့အဲ့8ရက်နေ့မှာပဲနောက်ထပ်draw တစ်ချိန်50 diamond ကိုသူကကျတော့ short စီးမရှိတော့ဘူးအဲ့တော့50 diamond နဲ့ချိန်လှည့်လိုက်တယ်50ကျွန်တော်တို့မှာစိန်ကweekly pass အကုန်လုံးသုံးလိုက်တယ်မှာ15လုံးပဲကျန်တော့မယ်အဲ့ချိန်မှာကျွန်တော်တို့ draw က100နဲ့3ချိန်ရှိသွားပြီတခြား event တစ်ခုထပ်လာအောင်ဗျာတခြား event တစ်ခုကနေပြီးတော့ဒီစိန်သုံးတော့ဘာညာထားလိုက်အောင်သူ့မှာ
free token က9ခုကနေပြီးတော့10ခုထိရနိုင်တယ်ဗျအနည်းဆုံး9ခုနဲ့ပဲတွက်ကြည့်အနည်းဆုံး9ခုနဲ့ဆိုတော့ကျွန်တော်တို့9ခုထပ်လိုက်မယ်ဆိုလို့ရှိရင်စုစုပေါင်း draw က108ကြိမ်ရှိသွားပြီတော့ဒီ soul puzzle skin တကောင်ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကစုစုပေါင်း draw 120အချိန်120လှည့်ရတယ်အဲ့တော့ကံကောင်းတဲ့လူတွေဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ဒီ108ချိန်နဲ့လည်းရချိန်နဲ့ရှာသွားမှာပေါ့တော့မရတဲ့လူတွေ120လဲရမယ့်သူတွေလည်းဆိုလို့ရှိရင်ကျွန်တော်တို့အောက်2ဆင်းထပ်လို့ရတယ်အဲဒီ9ချိန်လဲတဲ့ဟာ2ချိန်အဲ့တော့10ချိန်ပေါ့ဗျာเนาะ10ချိန်ဆိုတော့ diamond 90010ချိန်ဆို118ချိန်ရှိသွားပြီ118ချိန်မှာကိုကမပေါက်သေးဘူးမရသေးဘူးနောက်2ချိန်လောက်လူသေးတယ်ဆိုလို့ရှိရင်1မြောက်တစ်ချိန်50 diamond နဲ့နောက်2ချိန်ထက်လက်120ဆိုလို့ရှိရင်ကျွန်တော်တို့ soul puzzle skin ကတော့လုံးဝရသွားပြီဖြစ်ပါတယ်ကျွန်တော်တို့တွေကတော့ဒီ free token တွေရဲ့ဒီနေ့စဉ်ဘယ်လိုပြောရမလဲဗျာနေ့စဉ် diamond 50% short စဉ်25 diamond နဲ့အဲ့လိုမျိုးသုံးသားတဲ့အတွက်စိန်ကတော့လုံးဝယူတတ်တာလေဗျာအဲ့လိုမျိုးသုံးရလိုက်အားဆိုလို့ရှိရင်ကုန်ကြစိတ်လေးနေမယ် diamond ကုန်ကြစိတ်တော်တော်လေးကိုနေတော့မှာဖြစ်ပါတယ်ကဲအားလုံးပဲအဆင်ပြေကြပါစေဗျာ